အာတီတာတို့ဆရာတပည့်ဂျေဆုနဲ့ဆုရခဲ့တဲ့မိုက်ကယ်ကားရစ်အားလုံးပဲမင်္ဂလာပါဝန်ချန်ထိပ်တန်းစပေါ့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မိုက်ကယ်ကားရစ်ကတော့38ပွဲစလုံးအဆင့်1နှစ်ကအသင်းတွေနဲ့ပဲကန်ချင်တယ်လို့တွေးနေလောက်ပါတယ်ယူနိုက်တက်ကဒီတစ်ပတ်မှာဝက်ဆန်သင်းကိုတည်ချခဲ့ပေမဲ့ဝက်ဆန်တက်ကန်ရလွယ်ခဲ့တဲ့မန်စီးတီးနဲ့အာဆင်နယ်သင်းကိုတော့ကားရစ်ကတာထွက်မှာကလေးကဖြုတ်ထားခဲ့တာပါကားရစ်ရယူနိုက်တက်ကြီးကျယ်ရှုံးနေတဲ့အချိန်မှာအသင်းကိုဆက်ခံလိုက်ရပါတယ်ဒါပေမဲ့လည်းပဲယူနိုက်တက်ကကားရစ်လက်ထက်မှာမမမီလောက်စရာအသင်းတစ်သင်းဖြစ်ချက်ချင်းကြီးကိုပြောင်းလဲတိုးတက်သွားခဲ့ပါတယ်ကားရစ်ကအိုထရာဖို့ကိုအန်ဖီတင်ပြီးဟီဟာလာလို့ဖို့ကြိုးစားတဲ့ဂရိုင်ယူလာရဲ့အသင်းကို2-0နဲ့အပြတ်သက်နိုင်ယူပြီးတော့အိမ်မက်ဆူရီကိုပေးခဲ့ပါတယ်ဥရောပရဲ့အကောင်းဆုံးအသင်းလက်ရှိအဆင့်1အသင်းစားတဲ့ဂုဏ်ပုတ်တွေနဲ့အာတီတာရဲ့အာဆင်နယ်အသင်းကိုလည်းအမရိမှာကားရစ်တို့အနိုင်ရခဲ့ကြတာပါဒီပွဲမှာဆိုရင်ကားရစ်ကတကိုးနောက်ကျပြီးမှလိုက်ကစားခဲ့ရတာတော့နောက်ဆုံးမိနစ်သွင်းကိုရရှိခဲ့ပြီးတော့ဆေမီယန်ကြီးကိုအသေးကွဲစေခဲ့တာပါကားရစ်ရဲ့ဆရာဂျာလုံးနဲ့ဆွမ်းဆောင်ရင်ကြောင့်ဇန်နဝါရီလအတွက်ပရီးမီယာလိရဲ့တလတာအကောင်းဆုံးမန်နေဂျာဆုကိုရရှိသွားခဲ့ပါတယ်ကားရစ်ဟာဇန်နဝါရီ23ကမှအသင်းကိုကင်ရွယ်ခဲ့ပေမဲ့နှစ်ပတ်ထဲနဲ့နှစ်ပွဲခံပြီးအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တာကြောင့်ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်ကားရစ်ကဆုလက်ခံပြီးမှဂျေဆုတင်စကားပြောခဲ့ပါတယ်ဒီဆုကိုရတယ်ဆိုတော့ကျွန်တော်ပြောမိပါတယ်ကျွန်တော်တို့တာထွက်ကောင်းနေတဲ့သဘောပါဒီဆုကကျွန်တော်တယောက်တည်းကောင်းလို့ရတာမဟုတ်ပါဘူးကျွန်တော်ရဲ့နီးပြဖွဲ့ဝင်တွေအသင်းဝင်တွေနဲ့ကစားသမားတွေကောင်းလို့ရရှိခဲ့တာပါဆိုပြီးတော့ပြောသွားခဲ့ပါတယ်ဂါရီယာဖေဖော်ဝါရီလမှာလည်းရှုံးပွဲမရှိသေးပဲဖူဝမ်နဲ့တော်တင်ဟန်ကိုနိုင်ယူပြီးဝက်ဆန်ကိုတည်ကြထားခဲ့ပါတယ်ဒီလထဲမှာအေဗာတန်နဲ့တပွဲပဲကျန်နေသေးတာကြောင့်ဒီပွဲမှာသာရလက်ကောင်းခဲ့မယ်ဆိုရင်ဂါရီကအကောင်းဆုံးနီးပြဆုကို2လဆက်တိုက်ရရှိသွားနိုင်မှာလည်းဖြစ်ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်